ပါရှင်လာထိုင်မဲ့တကယ်ကြီးအေးပါဘာကိစ္စရှိလို့လဲဗျဟုတ်ပါဦးရှင်ကျမတငယ်ချင်းဟိုဖြစ်လို့ပေါ့နော်ကျမတို့အဲ့လိုမျိုးအိမ်နီးနားချင်းအနေနဲ့နေလို့မရအောင်လားရှင်အဲ့လိုမျိုးလားနေလို့တော့ရပါတယ်ဗျာအိမ်နီးနားချင်းတွေနေမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဗျဟုတ်ကဲ့ပါရှင်ဘာလို့အိမ်နီးနားချင်းနေလို့ရအောင်လဲဗျာဘာလို့နေချင်တာလဲဟုတ်ပါဘူးကျမတငယ်ချင်းကနေချင်လဲဆိုလို့ပါဟုတ်ကဲ့ပါဗျာယောက်ျားလေးစိတ်ထွဲတွင်တွေးမိတော့အရာငါဒီကောင်ခုပြောနေကောင်မလေးကချောလိုက်တာသူ့ရဲ့ရီးစားလေးဖြစ်ကောင်းပါပဲအဲ့လိုကြိုးစားလို့ရတာပဲအင်းကြီးညာချင်းတငယ်ချင်းတွေလုံးမယ်ဆိုရင်တော့မင်းကလေးတွေတော့အကြအဲ့ဒါဆိုတော့ငါကအဲ့ကောင်လေးနဲ့တငယ်ချင်းဖြစ်ရတော့မှာပေါ့အဲ့ဒါစီအိုင်ငါတော့ဖြစ်ချင်ငါတငယ်ချင်းဖြစ်ခိုင်းလို့တာသူ့တငယ်ချင်းတွင်းမိတဲ့အကြောင်းအရာအဲ့ကောင်လေးကချော်လိုက်တာငါတွေ့ရငါတငယ်ချင်းကအဲ့ဒီသားချစ်သွားမယ်ဆိုရင်အဲ့ကောင်လေးကထိမ့်ပတ်လို့ရတယ်အစိမ့်မရှိပါနဲ့ကြာကျွန်တော်ခဏလေးသွားစားရှိလို့ရပါရှင်ငါအဲ့ကောင်မလေးခုပြောနေကောင်မလေးငါတပေါ်ပြလိုက်တာကွာရွှေရောင်လေးနဲ့စပင်လေးရငါအရန်တော့ကြတာကွာငါတို့မပြောနိုင်ဘူးတကယ်ခက်ခဲလောက်မှာပဲဆိုပြီးတော့ပြန်လေးလာလိုက်ပါဟုတ်ကဲ့ပြကျွန်တော်အစိမ့်မရှိရင်လည်းကျွန်တော်အမြင်ဖြစ်သွားတယ်တောင်းပါမယ်ဟုတ်ရပါရှင်ကျွန်မတို့အစိမ့်မရှိရင်အကိုလုံးနေရှိတဲ့အချိန်ကျွန်မတို့ကလည်းလာပြီးတခါခေါက်မြင်တော့တောင်းပါမယ်ရပါတယ်ဗျာဟိုလေးအခုကျွန်မပြန်တော့မှာမင်းရပါတယ်ပြန်ပါရှင်ဗျာဟိုလေးစိမ့်မရှိပြန်တော့မယ်နော်လာအေးသွားပြီသွားလာပါမယ်နော်ဟုတ်ကဲ့ဗျနင်းသားလေးလိုက်ပို့စီချင်လို့ငါလိုက်ပို့ခိုင်းတာငါတစအဲ့လိုမျိုးသူများအင်းရှောက်မသွားဟဲ့ငါတော့တိတ်ကရကြကုန်တော့မှာပဲနင်းရလေဟဲ့အဲ့လိုမျိုးတော့မဖြစ်ပါဘူးဟဲ့နင်းရလေဘလို့မဖြစ်ပါဘူးလို့ပြောရတာလေဖြစ်ပါလို့ပြောရတာပေါ့ငါလည်းအမြင်နဲ့လိုမျိုးပေါင်ပေါ်လေးတိတ်မော့တက်ဘူးသိရလားဝိမေဆွေတောင်းမှလေငါမိပါရခုံမီဝတ်တာငါကအပေါ်လေးမော့တက်ဘူးဟဲ့ဟာလားငါကဟွာမှာပဲဝတ်တာအရန်ပူနေမှာပဲညအရန်လည်းပူပါဘူးဟဲ့ငါတော့ကတော့ပူတယ်ဟဲ့မမီဟဲ့နေကြရလဲပူရကြတကယ်ကြည့်ရင်ခဏတော့ထိုင်အောင်မယ်ထိုင်လေးတော့ထိုင်မယ်နော်ဒီတော့ထိုင်လေးဟဲ့ထိုင်မှာပါဟဲ့